Hello, Minglawa. Welcome to my grandma, Jinikata. 11-year anniversary. Mana ngana ikwe la shombia dabare. Mana ngana ikwe tabiyo shombia to agona. Chana isla shombia yabare. Mingla tata toni piba. Mana ayam tesa sali shombia la puya e. Ashanti nyuza kamare. Shua wini shua konziro yo. ဖူးမြော်ရတာကြီးညိုစရာတက်ပယ်စရာကောင်းပါရှင်အခုလိုကိုကိုနဲ့တွေ့သွားတော့ပို့ပြောတာပေါ့နော်ဒီကတော့ဆက်ပြီးတော့ရုံပြားကိုလမ်းလျှောက်လာပြီးတော့ဘယ်လိုပြောမလဲဒီတပတ်ပတ်တယ်ပေါ့နော်ရုံပြားတပတ်ပတ်တယ်မြောက်ဘက်မုတ်ကနေစတက်ပြီးတော့တပတ်ပတ်ပါတယ်တော်တော်သွားမှလည်းမှတနင်္ဂနွေနဲ့တောင်းမတော့တနင်္ဂနွေသားဆိုတနင်္ဂနွေနဲ့တော့မှဖျားပန်းကက်လူပြီးတော့ဦးစားကြောပါတယ်နောက်ကြဆက်ပြီးတော့လာလျှောက်လာကြပါဘောနော်စေပါပဲမဲနဲ့ဆုံးတွေ့ခဲ့ပြီးနောက်မှာကိုပြောရှင်နေပါတယ်ဝါမေတ္တမို့တေပဲပူရှိမင်းနဲ့ချစ်ချင်လိုပါပဲတခါကြလဲစုံတွေ့ရပြောစရာကောင်းတာရှိလို့စိတ်ညစ်စရာကြီးလည်းရှိရပါတော့လောကမှာဒီလိုပါပဲစိတ်ညစ်စရာရောပြောစရာရောတွေ့နေရပါတော့အားနဲ့တငယ်ချင်းရဲ့မွေးနေ့လည်းဟုတ်တယ်ကိုယ့် anniversary လုပ်တယ်ဆိုတငယ်ချင်းနဲ့တူလာလိုက်တော့ဗောနော်တငယ်ချင်းရဲ့ကိုယ့်ရဲ့ပါတနာရဲ့ဗောနော်၃ယောက်လာဗောနော်အမဆိုပထမ်းရမသမယတုတ်ရဲ့ခမွေးစေဝါကရောရဲ့ပထမ်းမှာသမယတုတ်ရဖက်ဘူးဆိုကတော့ကပါရရှင်အလုံးပဲNamo tata bhagavato arahato tama namo tata namo tata bhagavato arahato tama namo tata namo tata bhagavato arahato tama namo tata edu bisya emna bisya digi bisya nandra bisya tamana bisya dasara bisya yamna bisya eka bisya balka bisya purina bisya isara bisya adivana bisya yama bisya baka bisya ara bisya impya bisya sana bisya baka bisya tamila bisya bolila bisya nadi bisya urina bisya agara bisya di edu tamira kane do do mja ba kaung no ta nya pe pu sa le ke ba le to ရှင်စောပူရလိုက်ဆောင်ပြီးတော့နော်မြို့တပည့်စူတန်စတန်ပြည့်စဲရှင်ပြမှာရှင်ရှင်တို့ပြမှာပေါ့နော်ပတ်ချမ်းမှာတမရတော်ရဘပူဆိုပြီးတော့အများပေးခဲ့ပါတယ်နောက်ပြီးကြတော့လဲမှာနည်းနည်းလေးနိုင်ဝက်ဘယ်လိုပြော45မိနစ်လောက်ကြာတော့နော်ဘုရားရှိခိုးတာ45မိနစ်လောက်ကြာသွားပြီးတော့ကိုပြန်ဆင်းလာတယ်ဆင်းလာပြီးတော့ငတ်စာလေးကျွေးပါတယ်ငတ်စာခိုးစာလေးပေါ့နော်ခိုးစာလေးကျွေးရခိုးစာတော့တပူ900ပါကိုစားကျွေးရတယောက်တည်းလေးကျွေးရကိုယ့်ပါတနာနဲ့ပေါ့နော်ကိုနဲ့လေးကျွေးပါတယ်ခွင်းတော့ပြောဖို့ကောင်းပါလေရောပေါ့နော်အဲ့ဒီချိန်ကပြောဆုံးပေါ့နော်ဟုတ်ဆိုငါစာလေးကျွေးနေစတောင်းခဲ့ပါလေနောက်ပြီးကြတော့ဗာလို့လဲဆိုငှက်ကလေးလေးပေါ့နော်ငှက်လေးလည်းလုတ်ခဲ့ပါသေးတယ်ငှက်လေး2ကောင်လုတ်ခဲ့တကောင်2000ဆိုငှက်2ကောင်လုတ်ခဲ့ပါတယ်တငယ်ချင်းနဲ့တပ်ပုံလေးရိုက်ပေးခဲ့ပေါ့နော်သူကလည်းငါစာကျွေးရကိုလည်းတပုံရိုက်ကိုင်းသူ့လည်းတပုံရိုက်ပြီးတော့တပုံအများကြီးရခဲ့ရပေါ့နော်လာလာမလားမသိတပုံနေအောင်ရတယ်အဲတပုံရိုက်ပြီးတော့တွေ့ပြန်ပြီးတော့ရှုပ်လင်းမှာမနှက်စာဝင်စားရရှမ်းခေါက်ဆွေသူကတော့စားနေကြတဲ့တမင်ကျော်ကိုကတော့ရှမ်းခေါက်ဆွေဝက်ကင်းသူကတမင်ကျော်စားကြပါ